mì lóng nhà ngàn ná tạ lê à luôn nèလူပရိသတ်အပုံပင်ဆုံးလင်းပြီးဖြစ်တယ်လို့တရားဓမ္မနတ်ဒီဝါများအချမ်းရပြုနေမြတ်စွာဘုရားတည်တော်မြတ်ကြီးကြွရောက်စံပယ်တော်မူပြီးဖြစ်ပါလေအနန္တောနန္ဒ၅ပါးတော်ခြင်းဖြင့်မင်္ဂလာပနာမဟံကိုဆောင်ရွက်ရဖြစ်ပါလေခင်ဗျာဣတိတာဘုရားလည်းဆရာတော်သူများဖြင့်ပါဝင်ကြီးခတ်ကြည့်ပေးပါရန်ပန်ကြားအပ်ပါခင်ဗျာနမောဘုဒ္ဓနာနမောဓမ္မတာနမောတံဃာတာနမောမဟာတာပိတတာနမောအာသနိယတာဘုဒ္ဓတာသစ္စာလေးစိတ်ဝါဝါဆိုရင်ဝိရောမြတ်ရှင်တော်မြတ်ဘုရားအားနမောသေနာသောစုတော်မီနဲ့ဒီဥဒ္ဒရာရှိခိုးပါရှိပါ
လာပြီးလုံးလုံးကြားစွာကောင်းရဘေးပြေလို့ရတော့အသက်ရာကိုရှိပါလိမ့်မယ် အဲ့လေ့လာတာငါလည်းရောက်တော့ဒီတက်တာအောင်လုပ်မယ်ပဲရှင်မကြီးဆေပါကြီးအမှုကြီးနေကြတာရွယ်ဆောင်နိုင်ကြီးဘေးကြီးရမှာပေါ့အသက်ရာကိုရှိပါလိမ့်မယ် ဒီစိတ်ကအဒီပညာပိတ်အားလုံးရနဲ့ပရိယတိပရိပတ်ပရိဝေရဒီဟူသောသာသနာ့ပညာတို့ကိအဝိတုရိပ်ဝေလူများ၌ဘေးကြီးရောဖို့အသက်ရာတော်ရှိပါသည်ဒုက္ခသမုဒယနိရောဓနဲ့ဒီဝင်သောသစ္စာများကိုအနိစ္စပါအမြင်သာအမှန်တည်းနဲ့မှကြီးဘေးကြီးရမှာသိရတဲ့ရှိပါသည်လို့သူကြောင့်ပဒနာသစ္စာကိုဤရွှေမီးဝင်ပြီးတော့ဖွင့်ပြရပြီးဖြစ်ပါလားနေဦးကြီးအောင်ဆွေဒီမင်္ဂလာရှင်ရပြီးဒီဖြစ်ပါလေ။ဘောမှတ်တော်အေဒီမှာဆောင်ရွက်ပြီးပါရင်တန်ကြားလို့ပြောပါ Thank you.